မြန်မာနိုင်ငံကိုဂမ်ဘီယာနိုင်ငံက ICJ မှာတရားစွဲထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့သူတွေကစစ်အုပ်စုကိုပဲတရားစွဲတာပါဦးမင်းအောင်လှိုင်ကိုပဲတရားစွဲတာပါဆိုပြီးတော့မဟုတ်မှန်သတင်းတွေဝါဒတွေ line ပေါ်မှာဖြန့်နေကြတယ်ဒီလားဒီကိစ္စကလုံးဝမဟုတ်ပါဘူးဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကို state to state တနိုင်ငံကိုတရားစွဲတာပါနော်ရိုဟင်ဂျာတွေကိုဂျီနိုဆိုက်လူမျိုးတုံးတပ်ဖြတ်မှုဆိုပြီးတော့ဒါတရားစွဲထားတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့တချို့သူတွေကဒီအသားတွေကနေလောက်ထွက်နေတဲ့သူတွေကလေဒီလားကြိတ်ပြီးတော့လဲပျော်ကြတယ်လို့ပေါ်တင်လဲပျော်နေတဲ့သူတွေရှိတယ်နော်ဒီလားတော့ပြောချင်တာအဲ့လိုလူတွေကိုပြောချင်တာဘာလဲဆိုရင်နိုင်ငံကိုမချစ်ရှင်နေရတယ်မဖြက်စည်းနဲ့နော်ဒီပြီးတော့ဘာလဲဆိုရင်ဒီတက်မတော်ကြီးကိုတက်မတော်ကိုမလိုချင်တာနဲ့ပဲတက်မတော်ကိုမုန်းတာနဲ့ပဲနိုင်ငံကိုလက်မကြည့်တော့ဒီလားနိုင်ငံကဘာဖြစ်ဆိုပြီးတော့ဒီကောင်တွေကတကယ်လို့ဒါဒီ ICJ မှာရှုံးခဲ့တယ်ဆိုရင်မြန်မာနိုင်ငံအနေနဲ့ဒီရိုဟင်ဂျာဆိုတဲ့သူတွေကိုပထမတစ်ချက်အတိုင်းအသားအဖြစ်အတိမတ်ပြုပေးရမယ်။နော်ဒုတိယတစ်ချက်သူတို့ကိုနေစရာပေးရမယ်။နော်တတိယအချက်အနေနဲ့သူတို့ကိုစောင့်ရှောက်ထားရမယ်။သူတို့ကိုမြေပေးရမယ်။သိလားတကယ်လို့ ICJ မှာရှုံးခဲ့တယ်ဆိုရင်နော်ခံရတော့ကြတော့မြန်မာနိုင်ငံကိုရီနိုင်ငံခံရတာနော်သူတို့ကကဘာကိုអော်တော့ကြတော့လူမျိုးတုံးတက်ဖြတ်ပါတယ်ဆိုပြီးတော့ကဘာကိုអော်တယ်တရားစွဲခံရတော့ကိုရီနိုင်ငံကိုတရားစွဲခံရတယ်ခံရတော့ကိုရီနိုင်ငံလူတွေခံရတယ်နော်အသက်ဖြတ်ခံရတယ်နော်ရဲစခန်းတွေကိုတိုက်ခိုက်ခံရတယ်ဒီလားအဲ့ဒါကိုဘာဖြစ်လို့ပျော်ကြတာလဲဒါမှပျော်စရာလားဟမ်မင်းတို့မုန်းနေတဲ့သူတွေမင်းတို့မကြိုက်တဲ့သူတွေကိုမဟုတ်ဘူးလေဒါနိုင်ငံကိုလေဟမ်ပြောနိုင်ငံကိုချစ်တာပါဆိုဘယ်မှာနိုင်ငံကိုချစ်တာလဲဟမ်မင်းတို့ကိုဂျိုးစီးဘွားအတွက်ကိုဆိုလို့ရှိရင်မင်းတို့နိုင်ငံကိုဖျက်ဆီးဖို့လဲမင်းတို့ကဝင်မလေးနိုင်ငံဘာဖြစ်ဖြစ်မင်းတို့ကိုဂျိုးစီးဘွားအတွက်တကယ်လို့အဲ့ဒီဥစ္စာကြီးကရှုံးခဲ့တယ်ဒီလိုမျိုးကြီးတွေဖြစ်သွားတယ်ဆိုဘယ်သူကလက်ခံနိုင်ငါတို့ကလက်မခံနိုင်ဘူးငါတို့ကလုံးဝလက်မခံဘူးသိလားအဲ့ကိစ္စမှာအရင်အဲ့ဒီရိုဟင်ဂျာဆိုတဲ့လူတွေရောက်လာရင်အရင်ဆုံးငါတို့လိုလူမျိုးတွေနဲ့အရင်ဆုံးတွေ့မှာသိလားဟိုအဖွားကြီးတယောက်ရှိသေးတယ်ဗါလေဟိုနာမည်တော့ထုတ်မပြောတော့ပါဘူးသူပြောတဲ့ဥစ္စာရှိတယ်ဗါလေတကယ်လို့ဒါတဲ့ ICJ မှာရှုံးခဲ့ရင်တဲ့မြန်မာနိုင်ငံအနေနဲ့သူတို့မြေပေးစရာမလိုဘူးတဲ့ဒီရိုဟင်ဂျာတွေကိုပေါ့ဗျာမြေပေးစရာမလိုဘူးတဲ့တကယ်လို့ပေးခဲ့ရင်ခမည်းအိမ်မှာခေါ်ထားမှာလားတကယ်လို့ပေးခဲ့ရင်ခမည်းအိမ်မှာခေါ်ထားမှာလားဟမ်အဲ့တော့ပြောချင်တာဂမ်ဘီယာကိုချစ်တဲ့သူတွေဒါမှမဟုတ်ဒီရိုဟင်ဂျာလူမျိုးပါဆိုပြီးတော့လက်ခံနိုင်တဲ့သူတွေကိုပြောချင်တာအဲ့ဒီရိုဟင်ဂျာဆိုတဲ့တသွင်អော်နေတဲ့သူတွေရယ်လက်ခံတဲ့မင်းတို့ရယ်နော်မြန်မာနိုင်ငံမှာတော့မဟုတ်မင်းတို့ကလည်းသူဘယ်နိုင်ငံမှာပဲနေနေဘယ်မြေပေါ်ပဲနေနေမြန်မာနိုင်ငံကလွှဲကြံတဲ့ဘယ်မြေပေါ်နေနေမင်းတို့လက်ခံတဲ့မြေပေါ်မှာသွားပြီးတော့နေကြနော်အဲ့မှာမင်းတို့သွားစရာလမ်းစဉ်မရှိဘူးဆိုရင်ငါတို့ပြည်သူတွေငါတို့နိုင်ငံလက်မခံတဲ့ပြည်သူတွေမင်းတို့လမ်းစဉ်ပေးပြီးတော့တယောက်ကိုဘယ်လောက်ရကွာစုပြီးတော့မင်းတို့ကိုပို့ပေးမယ်ဟုတ်ပြီလားနောက်ဆုံးဘလို့မှစုလို့မရအောင်တော့မှာကွာမင်းတို့လမ်းလျှောက်စရာမလိုဘူးမင်းတို့ဂုံးပို့ပြီးတော့ပို့ပေးမယ်ဒီလားမင်းတို့ဂုံးပို့ပြီးတော့ပို့ပေးမယ်ဒါပေမဲ့မြန်မာနိုင်ငံထဲမှာတော့မင်းတို့မနေနဲ့အဲ့ဒီရိုဟင်ဂျာပါဆိုတဲ့ကောင်တွေရယ်ရိုဟင်ဂျာကိုလက်ခံတဲ့ကောင်တွေရယ်မင်းတို့မနေနဲ့မြန်မာနိုင်ငံထဲမှာမင်းတို့အတွက်နေရမရှိဘူးမင်းတို့အတွက်မြေလည်းမရှိဘူးမင်းတို့ကငါတို့လူမျိုးလည်းမဟုတ်ဘူးနော်ငါတို့နိုင်ငံမှာတိုင်းရင်းသား135မျိုးပဲရှိတယ်နော်ထပ်ပြီးတော့လဲငါတို့မပေါင်းပေးနိုင်ဘူးထပ်ပြီးတော့လဲငါတို့မထဲ့နိုင်ဘူးငါတို့လက်မခံနိုင်ဘူးကွာဒီလားအဲ့တော့အခုလက်ရှိ ICJ မှာတွားပြီးတော့တရားရင်ဆိုင်နေတဲ့ဒီဥက္ကိုလိုင်းတို့ဒီပြီးကြတော့ဒေါ်တီတာဦးတို့ငါတို့ကလုံးဝအပြည့်အဝထောက်ခံတယ်ဒီလားငါတို့ကအပြည့်အဝထောက်ခံတယ်နော်မင်းတို့အဲ့ဒီဟိုရိုဟင်ဂျာပါဆိုတဲ့သူတွေရဲ့ပြီးကြတော့ဒီဂမ်ဘီယာနိုင်ငံရဲ့ငါတို့ကလုံးဝရှုံချတယ်လုံးဝရှုံချတယ်နော်ငါတို့ကလက်မခံနိုင်ဘူးအဲ့တော့လက်ခံနိုင်တယ်မင်းတို့လက်ခံနိုင်တယ်ဆိုရင်မင်းတို့ကလည်းသူမင်းတို့မြန်မာနိုင်ငံမြေပေါ်မှာမဟုတ်ဘူးမင်းတို့တခြားဘယ်နိုင်ငံမှာပဲနေနေမင်းတို့သွားပြီးတော့နေကြနော်ပြီးကြတော့ကျွန်တော်ပြည်သူတွေကိုတစ်ချက်ပြောချင်တာကဘာလဲဆိုရင်ပြည်တော်ပြန်ဝင်လို့မရတော့တဲ့သူတွေရဲ့စကားတွေကိုနားမယောင်နဲ့နော်အဲ့ကောင်တွေက
နိုင်ငံကိုလည်းချစ်တာမဟုတ်ဘူးခင်ဗျားတို့ချစ်တာလည်းမဟုတ်သူတို့ကပြီးတော့ပြန်ဝင်လို့မရတော့မစားတဲ့အမဲကိုတဲနဲ့ပတ်တာနော်မစားတော့တဲ့အမဲကိုတဲနဲ့ပတ်တာနော်အဲ့တော့ခင်ဗျားတို့အနေနဲ့တချို့ပြောတဲ့စကားတွေကိုတိတ်ပြီးတော့နားထဲမှာထည့်မနေနဲ့အခုကိုနိုင်ကဘာတွေဖြစ်နေလဲဘယ်လိုမျိုးတွေရှိလဲအခြေအနေကဘယ်လိုအနေထားလဲဆိုတော့ကိုကနဲ့ကိုသုံးသက်နော်ကိုကနဲ့ကိုစဉ်းစားပြီးတော့ကိုကကိုလှုပ်ရှားရှိတာလို့သွားเสียရှိရသွားစားเสียရှိရစားနော်တချို့ပြည်ဖြတ်တွေရဲ့လူတွေရဲ့စကားတွေကိုများတို့နားထဲမှာထည့်မနေနဲ့နော်တချို့ပြည်ဖြတ်တွေရဲ့နားစကားတွေကိုညာဘက်နားတွေကဝင်နေမလားဘယ်ဘက်နားတွေကထုတ်လိုက်ထည့်မနေနဲ့အခုလက်ရှိဖြစ်နေတဲ့အရာကိုပဲခင်ဗျားတို့ဟောလို့နော်ဒါတွေကိုပြည်တွင်းနေရသူတွေကောင်းကောင်းသိပါတယ်ဘယ်လိုမျိုးတွေခံရတယ်ဘယ်လိုမျိုးတွေဖြစ်တယ်ဘယ်လိုမျိုးတွေရင်ဆိုင်ရတယ်ဆိုတာကျွန်တော်တို့ပြည်တွင်းနေရသူတွေအသိဆုံးပါเนาะကျွန်တော်တို့လည်းပြန်လာမှာဘာကြောင့်ညာကြောင့်မှကျွန်တော်တို့ကဒီမှာနေနေတာမဟုတ်ဘူးเนาะကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေเนาะကျွန်တော်တို့ရဲ့ဟိုအိမ်မက်တွေမပြည့်စုံနေလို့မို့ကျွန်တော်တို့ကသူများနိုင်ငံမှာနေနေတာကျွန်တော်တို့ကကိုယ်နိုင်ငံကိုပဲချစ်တာကိုယ်လူမျိုးတွေကိုပဲချစ်တာပြန်လာမှာเนาะသူများနိုင်ငံမှာမနေဘူးသူများနိုင်ငံကိုလည်းအားကြတဲ့အထဲမှာမပါဘူးသိလားเนาะပြောပါအောင်မယ်ဟိုဘာလဲဟိုထိုင်းမှာရှိတဲ့သူတွေတချို့เนาะတချို့ကိုပြောတာထိုင်းမှာကြတော့တဲ့ဧည့်သည်ကဧည့်သည်လို့မနေဘူးတဲ့အလုတ်လာလုတ်တာဟိုတဲ့ဧည့်သည်ကဧည့်သည်လို့မနေဘူးဘာညာနဲ့ကိုမြန်မာလူမျိုးအချင်းချင်းကိုကြတော့အမလေးဆုံးမတတ်လိုက်တာเนาะကိုနိုင်ငံကိုခိုးလေဝင်လာတယ်လာပြီးတော့လေကျူးကျော်တယ်ကိုနိုင်ငံလူတွေကိုလည်းဒုက္ခပေးတယ်ဒီလိုလူတွေကိုကြတော့ဘယ်လိုလူတယောက်ကမှထပြီးတော့မပြောရဲဘူးပြောလည်းမပြောဘူးအခုဆိုပိုတော်ဆိုးသေးတယ်နော်ပေးစာကမ်းစာတွေရထားတော့ပေးစာကမ်းစာတွေစားနေရတော့နော်နိုင်ငံကိုချစ်ရကောင်းမှန်းလည်းမသိဘူးပြောလိုက်လို့ရှိရင်တော့တဖွာဖွာသူတို့လောက်နိုင်ငံကိုချစ်တာသူတို့ပဲရှိတယ်သူတို့လောက်နိုင်ငံကိုချစ်တာသူတို့ပဲရှိတယ်နော်နိုင်ငံကိုကာဝယ်လားဆိုတော့နည်းနည်းလေးမှမကာဝယ်နော်ထိုင်းမှာဟိုဘက်တလောလေးရတော့လူ6ယောက်ကဝိုင်းရိုက်တဲ့ကိစ္စနဲ့ဆိုတော့မြန်မာချင်းချင်းကိုဒါမဲ့မှားတာမှန်တာကိုကျွန်တော်ကပြောတာမဟုတ်ဘူးเนาะမှားတာမှန်တာကိုပြောတာမဟုတ်လက်ရှိပဂတိအရှိတရားကိုပြောတာကိုယ်နိုင်ငံကိုခိုးဝင်လာပြီးတော့ကျူးကျော်တဲ့သူတွေကြတော့ဘာမှမပြောရဲဘူးမြန်မာနိုင်ငံသားတွေကြတော့မလီပြောလိုက်တာမှရစီရတော့မရှိဘူးဒါကျွန်တော်တို့ကကျွန်တော်ဘယ်ဘက်ကနာတာလဲဆိုရင်ရိုက်လိုက်တဲ့လူတွေကိုပြောလို့ကျွန်တော်နာတာမဟုတ်ဘူးကိုရီနိုင်ငံကိုအခုလိုမျိုးကျူးကျော်ဝင်ရောက်လာပြီးတော့နိုင်ငံကိုဒုက္ခပေးနေတဲ့သူတွေကိုကြတော့စောက်တန်တန်မှမထွက်ဘဲနဲ့ကြိတ်ပြီးတော့ပျော်တဲ့သူတွေရောပေါ်တင်ပျော်နေတဲ့သူတွေရောကျွန်တော်ကပြောတာဒီလားအဲ့လိုအသားတွေကနေလောက်ထွက်နေတဲ့ကောင်တွေကိုလူတွေကိုပြောချင်တာဒီနိုင်ငံမှာမွေးတယ်ဒီနိုင်ငံဒီမြေပေါ်မှာနေတယ်เนาะဒီရေကိုလည်းတောက်သုံးသွားတယ်ဒီနိုင်ငံကိုဖျက်သွားတယ်လေကိုလည်းရှူသွားတယ်ဒီနိုင်ငံကိုချစ်စိတ်ရှိလားဆိုနည်းနည်းလေးမှမရှိဘူးနော်နည်းနည်းလေးမှမရှိဘူးဘသူတွေကိုပြောတယ်ဆိုတာခင်ဗျားတို့လည်းသိမှာပါနာမည်တွေတော့ထည့်မပြောဘူးအဲ့ဒီဒါပေမဲ့ဟိုဖွားင်းနော်ခင်ဗျားပြောထားတဲ့စကားရှိတယ်နော်ခင်ဗျား ICJ မှာမြန်မာရှုံးခဲ့ရင်ခင်ဗျားသူတို့အဲ့ဒီရိုဟင်ဂျာဆိုတဲ့လူမျိုးမြေပေးစရာမလိုလို့ခင်ဗျားပြောထားတာရှိတယ်နော်ခင်ဗျားဗီဒီယိုဖိုင်ကျုပ်ဒေါင်းလော့ဆွဲထားတာရှိတယ်နော်ခင်ဗျားမြေပေးခဲ့ရတယ်ဆိုရင်ခင်ဗျားအိမ်မှာခေါ်ထားနော်ခင်ဗျားအိမ်မှာခေါ်ထားခင်ဗျားမြန်မာနိုင်ငံမှာခင်ဗျားမြေမနေနဲ့နော်ခင်ဗျားဘယ်မှာပဲနေနေခင်ဗျားတခြားနိုင်ငံကိုသွားပြီးတော့ခင်ဗျားသူတို့နဲ့အတူတူသွားနေခင်ဗျားသူတို့နဲ့အတူတူလိုက်နော်ခင်ဗျားခေါ်တာခင်ဗျားစောင့်ရှောက်ခင်ဗျားလှုပ်ကြွေးလိုက်သူတို့နော်အဖွားကြီးနော်ခင်ဗျားတက်တော့ဟိုလိုက်လွင့်ပြီးတော့ခင်ဗျားအားချောင်းနေရခင်ဗျားဂါဂနာနာသိလားဆိုခင်ဗျားဂါဂနာနာမသိသိလားဆိုတော့ဒီဗီဒီယိုလေးကနည်းနည်းလေးရှည်သွားတယ်ပြီးတော့စကားတွေထဲမှာအရန်ရိုင်းသွားတယ်ဆိုရင်ကျွန်တော်တောင်းပန်ပါတယ်မှားသွားတယ်ဆိုရင်လည်းကျွန်တော်တောင်းပန်ပါတယ်အားလုံးပဲကြည့်ပေးတဲ့အတွက်အားလုံးပဲဘိုင်းဘိုင်းပါကိုယ်နိုင်ငံပေါ်ကိုချစ်ပါကိုယ်နိုင်ငံကိုမျက်နှိုးပါကိုယ်နိုင်ငံကိုတန်ဖိုးထားပါအားလုံးပဲဘိုင်းဘိုင်းပါ